မြတ်စွာဘုရားကဟောထားတာအရှိပဂရိကိုပဂရိအတိုင်းမြင်မှာဘဝဆိုတာဟာအဆိုးကြီးမဟုတ်ပါဘူးမြတ်စွာဘုရားကဘဝမှာကောင်းတာလည်းရှိပါတယ်ဆိုးတာလည်းရှိပါတယ်အကောင်းနဲ့အဆိုးနှမျိုးခွဲခြားပြီးတော့ဟောတယ်သို့တော်မြတ်စွာဘုရားကသရဝရီဘဝကိုမတွေ့တတ်အောင်ဟောတဲ့အခါကျတော့ pessimism အဆိုးမြင်ဝါဒကြီးလို့ဖြစ်နေတယ်ပေါ့တကယ်ကတော့ realism ဆိုရအမှန်မြင်ဝါဒသာလင်းဖြစ်တယ်အဆိုးကြီးမြင်တာမဟုတ်ဘူးကောင်းတဲ့အကွက်ကိုလည်းကောင်းတယ်လို့ပြောတယ်မကောင်းတဲ့အကွက်ကိုလည်းမကောင်းဘူးလို့ပြောတယ်ဒါဖြင့်ဘဝမှာကျေနပ်စရာဘာရှိတယ်လို့မေးကြည့်ကိုယ့်အကိုဖြေရှားကြည့်ငါလူဘဝရလာတယ်ကျေနပ်စရာဘာကောင်းလဲဆိုဘဝကိုအကြောင်းပြုပြီးစိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုရတာဆိုလို့ရှိရင်ဒါဘဝရဲ့ကျေနပ်စရာပဲဘဝကိုအခြေခံပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ခွင့်ရတယ်ဒါနလုပ်ခွင့်ရတယ်သီလဆောက်တည်ခွင့်ရတယ်ပါရမီကုသိုလ်တွေဖြစ်အောင်လုပ်ခွင့်ရဒါကောင်းကွက်လို့ခေါ်တယ်ဘဝကိုအကြောင်းပြုပြီးတော့ဒုက္ခသောမနတကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုတွေကိုရတယ်ဒါဘဝရဲ့ကျေနပ်စရာအတ္တရာလို့ခေါ်တယ်ဒါဖြင့်အဲ့ဒါတွေရှိတာလားလို့ဆက်တွေးကြည့်လိုက်ဘဝဟာအနိစ္စသာဝရတည်မြဲနေမှာမဟုတ်ဘူးရုပ်လှတဲ့ပုဂ္ဂိုလ်ကလည်းပဲလှပတဲ့ရုပ်ကလေးကမြဲနေမှာမဟုတ်ဘူးနုပြိုတဲ့ပုဂ္ဂိုလ်ကလည်းဒီနုပြိုမှုတွေကစင်သာဝရမဟုတ်ဘူးနော်အဲ့ဒီအရာခတ်သိမ်းဟာပြောင်းလဲပြီးတော့နေတာဖြစ်သောကြောင့်လှပတဲ့ပုဂ္ဂိုလ်ကလည်းမလှမပဖြစ်သွားမှာပဲနုပြိုတဲ့ပုဂ္ဂိုလ်ကလည်းပဲဒီကျမ်းတန်ရင်ရောဥမင်းနဲ့အသင်္တရံတွေရရှိလာမှာပဲဖြစ်တဲ့ကျမ်းမာနေတဲ့ပုဂ္ဂိုလ်ကလည်းအစဉ်ကျမ်းမာမှာမဟုတ်ဘူးမကျမ်းမာမှာယောဂဝေဒနာရတဲ့အချိန်ဆိုတော့ရှိတယ်အစဉ်သာဝရလူတွေဟာကျမ်းမာပြီးဖြတ်လက်ပြီးအစဉ်သာဝရပျော်ရွှင်နေသလားလို့ဆိုမဟုတ်ဘူးမပျော်ရွှင်ရမယ့်အချိန်ခါမျိုးတွေလည်းဖြစ်လာတယ်ဆိုဘယ်ရာမှမမြဲဘူးဆိုတဲ့ဝိပရိနာမဓမ္မအဆိုးဘက်ကိုပြောင်းနေတဲ့သဘောတွေဟာဘဝမှာကျေနပ်စရာမကောင်းတာတွေပဲကျေနပ်စရာကြီးလည်းမတွေးနဲ့မကျေနပ်စရာတွေလည်းရှိတယ်ဆိုတာသိရမှာဖြစ်တယ်အဲ့ဒါကိုအာဒီနဝလို့ခေါ်တယ်နော်ကျေနပ်စရာမကောင်းတာတွေတွေ့လာအဲ့ဒါကိုစိတ်ပြည့်စရာကောင်းတယ်မတွေးဘူးလို့မလုပ်လိမ့်နဲ့တခါတရံကျတော့တွေးပြီးရတွေးပြီးမှကိုယ်ဘဝအမှန်ကန်ဖြစ်မယ်မတွေးပဲနေတဲ့ပုဂ္ဂိုလ်ဟာခေါင်းပင်ဆပြင်းလေးဖြူတာနဲ့ပဲစိတ်သောကတွေဖြစ်ပြီးတော့ဒုက္ခရောက်တတ်တယ်ပေါ့ကိုယ်စိတ်ကိုမနိုင်တဲ့အနေအထားမျိုးရောက်သွားတတ်တယ်ကျွတ်တင်ပြီးတော့စဉ်းစားထားတဲ့ပုဂ္ဂိုလ်ဟာနှစ်ဖူးတွေဒူးတွေတွေ့လာတဲ့အခါမှာခန္ဓာရည်တွေရှိတာခန္ဓာရည်ရှိဒါကြောင့်ခန္ဓာရည်ရှိအောင်အကောင်းဆုံးကိုမျှော်လင့်ထားသလိုအဆိုးဆုံးကိုလည်းရင်ဆိုင်ဖို့အသင့်ရှိဖို့လိုအပ်တယ်မြတ်စွာဘုရားကသင်တာအဲ့ဒါပါပဲနော်ဘဝမှာကောင်းတာတွေရှိတယ်မကောင်းတာကတော့မတည်မြဲခြင်းပဲဖြစ်တယ်အဆိုးဘက်ကိုသွားနေတာဖြစ်တယ်ဒါဖြင့်ဒီဘဝကထွက်လန်းရောရှိရလားဆိုရှိပါလေဘာနဲ့ထွက်ရမလဲလို့ဆိုရင်ဘဝပေါ်မှာကျေနပ်နေတဲ့တဏှာကိုဖယ်ရမှာဖြစ်တယ်ကျေနပ်တာတစ်ခုတည်းနဲ့ဘဝကယုံထွက်လို့မရတော့ဘူးမကျေနပ်စရာတွေကိုကြည့်ပြီးတော့ကျေနပ်မှုတွေအမှန်မဟုတ်ဘဲနဲ့ကိုယ့်ကိုလိမ်လည်ပြီးတော့လှည့်စားထားတဲ့လှည့်စားမှုတွေကိုအဆုံးသတ်ပြီးတော့အမှန်ကန်မြင်အောင်ကြိုးစားခြင်းဟာဘဝရဲ့ထွက်လမ်းပဲဖြစ်ပါလေလို့မြတ်စွာဘုရားကဟောတာ